4 3 2 1ပျော်ရွှင်ပွဲနှစ်သက်ဖြစ်ပါစေလူဟုတ်ကြီးရဲ့အော်ဟစ်အားဖေးတန်တွေနဲ့အတူ Happy New Year ဆိုတဲ့နှုတ်ခွန်းဆက်တန်တွေစူညံသွားတယ်အဲ့ဒီချိန်မှာပဲရုတ်တရက်မီးပြတ်သွားပြီး TV လည်းပိတ်သွားခဲ့တယ်မောင်မဲနေတဲ့အခန်းထဲမှာကြောင်မဖွယ်ကောင်းတဲ့တိုးတိုးလေးကပ်ပြောတန်တွေထပ်ပေါ်လာတယ်ဘသူလဲအဲ့ဒီမှာဘသူရှိနေတာလဲလူကင်မီယောက်ကြောက်ကြောက်လန့်လန့်နဲ့မေးလိုက်တယ်ခဏကြာမှ TV ကအလိုလေးရောက်ပြန်ပွင့်လာတယ်ကင်တက်ပြင်းချလိုက်မိတဲ့အချိန်မှာပဲဘေးကန်းကနေရန်ကိုလာခောက်တဲ့အတန်ထွက်လာတယ်တောက်ဟေးခဏတော့ငင်နေပဲလို့ရမလားရှင်လူကင်ကအော်ပြောလိုက်ပေမဲ့နောက်ထပ်တောက်ဆိုပြီးထပ်ခောက်ပြန်တယ်တီးမခံနိုင်တော့တဲ့အစုံကင်ဖုန်းကိုကောက်ကိုင်းပြီးအဲဂျိုဌာန front desk ကိုဆက်လိုက်တယ်ဟယ်လိုကျမအခန်း325က Kim Smith ပါကျမဘေးကန်းကလူကနီယန်ကိုတောင်းနဲ့လာခောက်နေလို့ပါတခုခုလို့ဘေးလို့ရမလားအဲဂျိုကပြန်ဖီလာကတော့ထူးဆန်းနေတယ်စိတ်မရှိပါနဲ့မမဘေးကန်းမှာဘယ်သူမှတဲခိုးမနေပါဘူးတေချာလို့လားအခန်းနာမှာမားကြည့်တာမဟုတ်ဘူးနော်ဟုတ်ကဲ့တေချာပါတယ်အဲ့ဒီတကီရောက်တဲ့တခုလုံးမှာမတယောက်ပဲရှိတာပါအဲ့ဒီအချိန်မှာပဲနေရန်ကနေတောက်ဆိုပြီးထပ်ခောက်ပြန်တယ်အခုတင်ပဲထပ်ခောက်နေပြန်ပြီတယောက်ယောက်ရှိတာတေချာပါတယ်ကျေးဇူးပြုပြီးလာစစ်ပေးပါအောင်ဝန်ထမ်းတယောက်အခန်းထဲကိုဝင်စစ်ကြည့်တယ်ဟယ်လိုဘသူရှိလဲအခန်းကမောင်မဲနေပြီးအေးဆက်နေတယ်ကျောင်းမဖွယ်ခေါင်းနဲ့တီးကျိုးတန်တွေထွက်ပေါ်နေပေမဲ့အခန်းထဲမှာတော့ဘသူမှမရှိနေဘူးဝန်ထမ်းကအဲဂျိုဌာနကိုဖုံးပြင်ဆက်လိုက်တယ်ဒီအခန်းထဲမှာဘသူမှမရှိဘူးခဏကြာမှကင်မြအခန်းထဲကဖုံးကြီးလာပြန်တယ်ဟယ်လိုမဘေးခန်းကိုစစ်ပြီးပါပြီဘသူမှမရှိပါဘူးတခြားဘာကူညီပေးရအောင်မလဲမလိုတော့ပါဘူးလို့ပြောပြီးကင်ဖုံးချလိုက်တယ်ဒါပေမဲ့ဖုံးချလိုက်နဲ့တောက်ဆိုတဲ့အတန်ကနေရန်ကနေထပ်ထွက်ပြန်လာတယ်ဘသူမှမရှိဘူးဟုတ်လားကင်ဒေါတာတကြီးနဲ့အခန်းပြင်ထွက်ပြီးဘေးခန်းတကားကိုသွားခောက်တယ်ဟယ်လိုသူမမီးခလောက်ကိုနှိပ်လိုက်တော့မီးပွင့်လာတယ်အခန်းထဲမှာလူတယောက်ကြောပဲပြီးရနေတာကိုတွေ့လိုက်တယ်ဟိုကျမဘေးကန်းကပါနေရန်ကိုလာခောက်နေရကိုရပ်ပဲလို့ရမလားရှင်စကားအဆုံးမှာပဲအဲ့ဒီလူရဲ့အယိုးတွေကျိုးကျသွားသလိုအတန်ပလန်တွေထွက်လာပြီးခေါင်းကပုံမှန်မဟုတ်တဲ့ပုံစံနဲ့လဲထွက်သွားတယ်ကျောင်းမဖွယ်ကောင်းတဲ့ကက်ပြောတန်တွေနဲ့အကျိုးကင်မြက်အသေးရစရာအော်ဟစ်တန်ကဟိုတယ်စင်ကြာတခြားလုံးပဲ့တင်ထပ်သွားပါတော့တယ်ပြီးတော့တောက်ဆိုတဲ့အတန်ကထမှန်ထွက်ပေါ်လာပြန်တယ်ဟောဒီဆိုင်မှာတဲ့အခန်းအပင်ကနေတကားခောက်တင်ကြားနေတယ်